တခါတော့ဘိုးတော်ဦးပိုင်တွင်မြေတော်နှစ်ပါးရှိလေသည်မြေတော်ကြီးမှာစကိုင်းမင်းဖြစ်ပြီးမြေတော်ငယ်မှာတာယာဝတီမင်းဖြစ်လေသည်ထိုမင်းနှစ်ပါးအနက်မြည်သူကိုအိရှိအရာပေးတင်သည်ကိုစဉ်းစားတော်မူ၍ညီလာခံ၌မူမှတ်များကိုမေးတော်မူလေသည်မောင်မင်းများနာကူတော်ဤမြေတော်နှစ်ပါးအနက်မြည်သူကနိုင်ထီနှင့်အမွေနစ်ကိုအရှိတီးတတ်အောင်အုပ်ချုပ်နိုင်ပါမည်နီထီနှင့်အမွေနစ်ကိုအရှိတီးတတ်အောင်စွမ်းဆောင်နိုင်သူကိုဥပရာဇာတင်မြောက်တော်မူလိုတယ်ဟုမိန့်တော်မူလေသည်မူမှတ်များသည်မိသူကိုနန်းတင်တင်သည်ကိုမပြောဝံ့ပဲရှိနေသည့်အကြောင်းမှာတဦးကိုအားလျင်တဦးကအမျက်တော်ရှာ၍စိတ်မသက်ပန်းသောကြောင့်ဖြစ်သည်ထိုအကြောင်းကိုဘိုးတော်ဦးပိုင်သိတော်မူသောအခါရဲရဲဝံ့ဝံ့ရှောက်တင်ဝံ့သောဦးပေါ်ဦးကိုသာမေးတော်မူလေသည်ထို့ကြောင့်နီလာခံတွင်ဟဲ့ပေါ်ဦးမှန်လားပါခစားလျက်ရှိကြောင်းပါဖေဟာမောင်မင်းငါကူလုံးညက်အသက်ရွယ်ကြီးရင်လာပြီးအကယ်၍မထင်မှတ်ပဲငါကွဲလုံးတော်မူခဲ့တော့နိုင်ငံတော်ကြီးတကွဲတပြားဖြစ်မိကိုစိုးရိမ်တော်မူလာတယ်ဒါကြောင့်ညီတော်နှစ်ပါးနဲ့တပါးကိုအိရှိဥပရာဇာအနှင်းထားတော်မူခြင်းနဲ့မောင်မင်းထို့အတွက်ကြောင့်ညီတော်နှစ်ပါးအနက်မိသူသည်အိရှိဥပရာဇာနှင့်တင့်ညော်ကြောင်းတန်တော်ဦးတင်ဆန်းမောင်မင်းဘိုးတော်ဦးဝိုင်းအမေကိုကြားသောအခါဥပေါ်ဦးတဲ့စူးစားတော်မူသည်ငါမစင်မချင်းရှောက်လိုက်လျင်ငါပဲဒုက္ခရောက်နိုင်ပေသည်ထို့ကြောင့်မင်းကြီးနာဝင်အောင်ဥပမာပုံမြင်ပေး၍ခီကြားမှတင်းတော်မီဟုတွေကယုံကလေးနာစေနေသည်ဥပမာပုံမြင်ကိုဘိုးတော်ဦးဝိုင်းအားလျှောက်ထားလိုက်လေသည်ဤဘော်ဦး၏လျှောက်ထားချက်မှာတခါကဟိမကန္နာတော်တွင်တောသုံးတောင်ကိုအုပ်စိုးသောချန်သေးမင်းသည်ပရမရွှေကူတွင်ဆန်တော်မူလျက်လက်ဝဲနံပါးမှဝက်ပြုတ်တကောင်လက်ရနံပါးမှတမင်တကောင်ရှိတူကူမှရုပ်တကောင်ထူသုံးဤတို့ကိုတက်တော်ဆောင်အိတ်လေသည်ချင်းသိမင်းသည်အိယာနိုးထိုင်၍ခိုးလက်တုကိုစန့်တန်း၍လက်ရပတ်သို့လဲ၍တန်းလေသောလက်ရပတ်မှခစားသောတမင်သည်ချင်းသိမင်းဤခရွင်းမှအနံ့သက်တို့ကြောင့်နောက်သို့အနှဲငယ်ဆုပ်၍ခစားလေသည်ထိုအခါချင်းသိမင်းကဟဲ့တမင်ငယ်ငါဤခရွင်းရန်သည်မွေးတလောနန်တလောဟုမေးတော်မူလေသည်တမင်လဲကြောက်လန့်၍အရှင်ကိတရဇာချင်းသိမင်းဤခရွင်းတော်သည်အင်မတန်တင်းပြတ်မွေးကြံ၍ကြာညူတင်းရနှံရှိပါသည်ဖေယဟုရှောက်လေသည်ထိုအခါချင်းသိမင်းသည်ဤတမင်သည်အမှန်ကိုမတင်လျှောက်ပေ9ရက်အိပ်ပျော်သဖြင့်အညိအဟောက်ကိုစားကျင်တိုင်းစားပြီးပုတ်ချင်တိုင်းပုတ်ဟောင်နေသောခရွင်းကိုမွေးလာသည်ဖေယဟုမမမကန်လျှောက်တင်သည်ဟုဆို၍လဲကုန်းမှယူ၍တကြွကြွဝါးစားလေ၏ထို့နောက်လက်ဝဲဘက်သို့လှည့်၍တန်းပြန်လေသောလက်ဝဲဘက်တွင်ခစားလျက်ရှိသောဝက်ပြူသည်လည်းချင်းသိမင်းဤခတွင်မှအနံ့အသက်တို့ကြောင့်နောက်သို့အနှဲငယ်ဆုံး၍ခစားလေသည်ထိုအခါချအင်သိမင်းသည်ထိုနည်းတိုင်းမေးသောတောဝက်ပြူသည်ဤသို့စူးစားဤလက်ရဘက်မှခစားသောတမင်သည်တားမြသခင်ချင်းသိမင်းသည်မူသားပြောသည်ကိုမကြိုက်အမှန်ကိုကြိုက်တော်မူသည်ကိုမင်းကစားလုပ်ပြီးတင်မတိလေတကားမဟုတ်မမှန်ပြော၍အစားခံရခြင်းဖြစ်ပေသည်ထို့ကြောင့်ငါသည်အမှန်ကိုတန်တော်ဥတည်မှဖြစ်မည်ဟုတွေကဤသို့လျှောက်တင်လေသည်မှန်လားပါချင်းသိမင်းဤခရွင်းတော်သည်များစွာသောသားတို့ကိုစား၍နေများကြရှည်ဆက်တော်ခေါ်ထားသဖြင့်ကျွန်တော်မျိုးဤနှခေါင်းဝယ်တီးမခံနိုင်တော့အောင်နဘာသည်ဖေယဟုလျှောက်ထားလေသောချင်းသိမင်းသည်ဒေါသမြတ်ထွက်၍ငါကဲ့သို့သောတားမြရစာကိုပမာမခန့်မကြောက်မရွံ့ပဲငါခံတွင်ကိုပုတ်သည်နန်းသည်ဟုထင်ရသလိုဟုဆိုပြီးဝက်ပြူလဲကိုဆွဲ၍တကြက်ကျွဝါစားလေ၏ထို့နောက်ချင်းသိမင်းသည်ရှစ်တူရှုမှခစားသောယုံငယ်ဘက်သို့လဲ၍တန်းပြန်လေ၏ဤသို့တန်းလေသောအယုံငယ်လဲရှင်းဤတိုင်းနောက်သို့အ ਨੇ ဆုံးဆွဲ၍ခစားပြန်လေ၏ထို့သို့နောက်ဆုတ်၍ခစားသည်ကိုချင်းသိမင်းမြင်သောချင်းသိမင်းသည်ရှင်းဤတိုင်းမင်းမြန်းသဖြင့်ယုံငယ်သည်ဤသို့တွေးတောလေသည်လက်ရဘက်မှတမင်သည်ကြာညူနှင့်တင်းသည်ဟုတင်မိသောကြောင့်အစားခံရလေ၏လက်ဝဲမှဝက်ပြူသည်
ညီဆိုပုဆိုနန်သည်ဟုတင်သဖြင့်အစားခံရချေပြီးငါသည်ကဲတီရမည်ဦးတင်ရမည်နည်းဟုကြံစီတွေးတောစူးစား၍ဤတုတက်လေသည်မှန်လှပါတားမြသခင်ချင်းတိမင်းကြီးခံတွင်နံကိုအားထုတ်၍ရှိုက်ပါသည်ဖရာတို့သောကျွန်ုပ်မျိုးသည်နာစီးနေပါဖြင့်ညီတိအနက်မှမရကြောင်းတန်တော်ဦးတင်ပါသည်ဖရာဟုလျှောက်လေသည်ချင်းတိမင်းသည်ယုံငယ်ဤလျှောက်ထားချက်ကြောင့်ညီတို့မြမတက်နိုင်ကြထို့ကြောင့်ယုံကြည်ညာရှိသည်တေဘေးမှလူကင်းသွားကြောင်းလျှောက်ထားအပ်ပါသည်အရှင်မင်းကြီးဖရာဟဲ့မောင်မင်းဥပမာပုံကင်ကဘာကူဆိုလိုတာလဲပေါ်ဦးရဲ့မှန်လှပါရှင်မင်းတရားကြီးရဲ့မိတော်နှစ်ပါးပေါ်ဝေဖန်၍တန်တော်ဦးတင်ရမည်ဟုသောအမေတော်ကိုကျွန်တော်မျိုးပေါ်ဦးဖြေဆိုတော်မူလိုသဖြင့်ကြိုးစားစဉ်းစားပါတော့လဲကျွန်တော်မျိုးဦးပေါ်ဦးတွင်နှာစေးနေပါ၍မလျှောက်တတ်ကြောင်းရှူဦးတန်တော်ဦးတင်ပါသည်ဖေယဟုလျှောက်ထားလေ၏ထိုအခါဘယင်မင်းတရားကြီးနှင့်မူမတ်တို့သည်သဘောပေါက်လျက်တော်သောရင်မောကြလေ၏ဘယင်မင်းမြတ်လည်းပြတတ်တော်ပေါ်မှပြုံးတော်မူ၍မဟန်းတော်ဆောင်သို့ဝင်တော်မူလေတည်း